ကဲအားလုံးပဲမင်္ဂလာပါနော်မနေ့ဖြန်ပေါ့နော်မနေ့ဖြန်မှာကန်မဲ့ကင်မဲ့နောက်ပိတ်ပေါ့နော်တစ်နောက်ပိတ်ပေါ့အော်ဝက်ကတော့မထုတ်ရသေးဘူးနော်စိုက်ကလေးပြခြင်းလို့ဒါဟိုဟာလောက်လာတာပေါ့နော်ခဏဒီမှာပေးမယ်လဲထင်လို့ပေါ့ဒီစိုက်လေးကအနီးလေးနဲ့လှလို့ပေါ့နော်ပုံမှန်ဆိုရင်ကင်အောင်နေကြစိုက်လေးတွေမို့လို့ပါကဲအခုပြမယ်နော်တော့လွယ်ပါတယ်ဒီမှာရိုက်သွားတဲ့ခွန်9သုံးလုံးပေါင်းတော့ခွန်ကထိတ်စီ9ခွန်သုံးလုံးပေါင်းတော့9ကထိတ်စီ3 9 6သုံးလုံးပေါင်းတော့8ကထိတ်စီအဲ့ဒီခွန်9 8ဆိုပြီးထိတ်စီ3ခုပေါ့နော်ခွန်9 8လို့ကြာပြီးမှခွန်9 8လို့ကြာပြီးမှဟောဒီခွန်ရဲ့နှက်ခက်3ညာကနောက်ပိတ်ဟောဒီ9ဆိုရင်9ရဲ့နှက်ခက်6ကနောက်ပိတ်အခု8ရဲ့နှက်ခက်1ကလည်းနောက်ပိတ်ဆိုပြီးတော့နော်ဟောဒီ1ကလေးပေါ့နော်အဲ့ဒီဟာဟိုမှာကျွန်တော်တို့ကဘယ်လိုလဲဆိုတော့ဟောဒီ9เนาะ9ဆိုရင်8ခွန်3ည3လုံးပေါင်းတော့9ဟောဒီ3ညကို9 9 6 3လုံးပေါင်းတော့3ညတယ်ဟောဒီ6ကိုခွန်8 1 3လုံးပေါင်းတော့6ဆိုပြီးတော့9 3ည6ကိုလည်းတစ်ခါတည်းဖြည့်ပြီးတော့ဗောနော်ဟောဒီ1ကမနေ့ပြန်မှာကင်ရမယ့်ဟာဗောနော်သူကဘယ်လိုလဲဆိုတော့9 9 3ည3ခွန်3ည4 6 3ည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 အဲ့ဒါကို9 9 3ညခွန်3 3ည9 1ဆိုပြီးတော့3ညပေါ့နော်ဒါပေမဲ့ तू ကကျွန်တော်ကတော့ဒီတစ်ထိတ်စီးထက်ပေါ့နော်ဒီ3ည3ည3ညတစ်ထိတ်စီးထက်ကျွန်တော်ကတော့ဒီတစ်နောက်ပိတ်ကိုပို့ကြိုက်တာပေါ့နော်ဒီ तू က3ည3ချက်တော့ရှိတယ်ဒါပေမဲ့ဒါကကြတော့2ခွန်5 3ဆိုတဲ့ဒီနှစ်ပွင့်ကွာတွေကဒီ4ပင်မလာလောက်ဘူးထင်လို့ပေါ့လာခြင်းလဲလာမှာပေါ့ဗျာပြောလို့တော့မကြဘူးပေါ့ဒါပေမဲ့ကျွန်တော်တေချာတော့ဘောက်ကင်မှာတော့ဒီမှာရှိတဲ့တစ်နောက်ပိတ်ပေါ့နော်အဓိကကတော့ဟောဒီတစ်နောက်ပိတ်လေးပေါ့နော်ဒီမှာဆိုရင်နှလုံး9နှလုံး3နှလုံး3ည9 3 3ညဆိုတာတော့ပါဝါနှက်ခက်တစ်စုံပေါ့နော်အဲ့လိုမျိုးပေါ့9နှက်ခက်က3ပြီးရင်3ပြီး9ရဲ့ပါဝါ3ညပေါ့အဲ့လိုမျိုးလေးပေါ့နော်အဲ့ဒါလေးကိုပြပေးတာပါနော်ဒီမှာနော်9နှက်ခက်3ည9နှက်ခက်6 8နှက်ခက်1လေးပေါ့နော်ဒီစိုက်ကလေးပေါ့ဒီစိုက်လေးကမနေ့ပြန်ကိုအောင်မယ်ထင်လို့ပေါ့ဒီနေ့မနေ့ကျွန်တော်အောင်သွားတဲ့စိုက်ကဒီ36ဘရိတ်ကိုပေါ့အဲ့ဒီမနက်ကအောင်တဲ့ site လေးလည်းပြပေးပါမနက်ကကိုဘရိတ်ကသူကဘယ်ကလာလဲဆိုတော့ခွန်3ည9ကလာတယ်ခွန်3ည9ကို3လုံးခွန်3လုံး3ည3လုံး9ဆိုပြီးတော့သွားတာเนาะဒီမှာ3လုံးခွန်3လုံး3ည3လုံး9အဲ့လိုသွားပြီးတော့မှဟောတယ်လို့3လုံးခွန်3လုံး3ည3လုံး9ဆိုပြီးတော့ဘရိတ်9ဆိုပြီးမနက်ကကျွန်တော်9 3ညတကွက်ကောင်း9လေးနဲ့3 6တဲ့ပါပဲရန်ဆိုပြီးတော့ပေးထားเนาะ3 6ထွက်ပြီးသွားတယ်ညနေရောက်တော့ကျွန်တော်ကဘရိတ်လေးဖမ်းပြီးတော့8 6ဆိုပြီးတော့ပေးထားတယ်ဒါပေမဲ့တကွက်ကောင်း8 6ပေးတယ်8 5ထွက်သွားတယ်ပေါ့เนาะညနေတော့မပေါက်လိုက်ဘူးပေါ့မနေ့ပြန်မှာတော့အခုကျွန်တော်ဒီ site လေးပေါ့เนาะဟောဒီတင်နောက်ပိတ်နဲ့ကင်မယ်အော်ခွက်ကတော့10နာရီ9ခွဲ10နာရီ17နာရီအဲ့လောက်ဝန်းကျင်မှာပဲပေးတော့မယ်ပေါ့เนาะအားလုံးပဲပေါက်ကြပါလိမ့်เนาะ